ရန်ကုန်မှာတောသားတွေတောင်းညံ့နေတယ်လို့ပဲ1930နှစ်ဆိုတာဩစတြေးလျမှာမြန်မာလို့ဆိုအော်စီပေါ့ဗျာအဲ့ဒီမှာငှက်ကလအုပ်တွေတောင်းညံ့နေတဲ့ခေတ်ပေါ့ဒီနေရာမှာငှက်ကလအုပ်ချင်းမှားနိုင်ပါတယ်ဒီနေ့ဇလန်းမှာအဓိကဇက်လိုက်ကတီမျိုးစိငှက်ကလအုပ်အကောင်သေးမျိုးပါဒီကောင်တွေပေါ့အာဖရိကအော့စထရစ်မျိုးစိငှက်ကလအုပ်အကြီးစားတွေမဟုတ်ပါဘူးမှားမယ်နော်တောင်းကျရတဲ့အကြောင်းရင်းရှိပါတယ်။ဩစတြေးလျရဲ့အလဲပိုင်းဒေသပူပြင်းပြီးခြောက်သွေ့ပါတယ်။ငှက်ကလအုပ်တွေကသားပုတ်ပြီးတဲ့အခါရေနဲ့စားစရာရှားပါလာရောအဲ့ဒီအချိန်မှာငှက်တွေကရေရှိတဲ့နေရာကိုသွားရမယ်ဆိုတဲ့ဗီဇာအတိုင်းပင်လယ်ကမ်းခြေဘက်ဒါမှမဟုတ်ရေရရှိနိုင်တဲ့ကုန်းတွင်းပိုင်းစိုက်ပျိုးရေးဒေသရဲ့စီကိုဝမ်းစာရှာဖွေဖို့ရေထိုးရေးဆိုပြီးခရီးနှင်လာကြတာပါ။ကန်ဆိုးသူမောင်ရှင်ကတော့ပထမကမ္ဘာစစ်ပြန်လယ်သမားကြီးတွေပါ1930ဝန်းကျင်လောက်မှာဩစတြေးလျအစိုးရကပထမကမ္ဘာစစ်ပြန်ရဲဘော်တွေကိုအနောက်ဩစတြေးလျကမ်ပီယန်ဒေသမှာမြေတွေပေးပြီးဂျုံစိုက်စားခိုင်းပါတယ်။လယ်သမားကြီးတွေကလည်းအစိုးရပေးတဲ့မြေပေါ်မှာဂျုံတွေကိုစိုက်လိုက်ရေရအောင်ရေကန်တွေတူးလိုက်နေဘဝကိုအေးချမ်းဖြတ်တန်းနေရပါ။အေးချမ်းနေတဲ့လယ်သမားကြီးတွေရဲ့ဘဝကိုငှက်ကလအုပ်မှသားတွေဝင်ရှုပ်တာပါ။ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ။ငှက်ကလအုပ်တွေအတွက်ကြတော့ဟောဟိုမှာရေရောစာရော ready ပဲ။ Okay မှာဆိုပြီးနေရပဲဆိုပြီးဖြစ်သွားတာပေါ့။ငှက်ကလအုပ်2000လောက်ကသူများတွေနေမနာညာမနာနဲ့မဲမနေစိုက်ပိုးထားတဲ့ဂျုံခင်းနေတဲ့ကိုဝင်းမှွေပြီးတော့လူစားမစားကလအုပ်စားတော့ဂျုံခင်းနေခင်ဗျပြောင်းပလင်းခါကုန်တော့ဒါကိုလယ်သမားကြီးတွေကသိတော့ဒီကောင်နေငှက်ကလအုပ်ဘာဝရများနေပြီဆိုပြီးတော့အစိုးရဂျိုးဆက်လိုင်အောင်စီကိုဖုံးဆက်တိုင်လိုက်တယ်ဂျိုးဆက်လိုင်အောင်ကလည်းခက်တီတီပါပဲကာဝယ်ရေးဝန်ကြီးစာကျော်ပေါ်စတဲကိုတာဝန်ပေးလိုက်တယ်စာကျော်ပေါ်စတဲဆိုတာအဲ့ခါတော့စစ်တပ်နဲ့ပတ်သက်အရန်ကိုစီကံကြီးပြီးတော့အလေးနဲ့ထားတဲ့လူကြီးပေါ့စာကျော်ပေါ်စတဲကလည်းဟာဘယ်လိုလုပ်ဖြစ်မှာလဲတရိတ်ဆန်ကွာလူမမှုတာလူကနားလေပေးရမှာပေါ့မင်းတို့တရိတ်ဆန်နဲ့ဖတ်မဖြစ်ပါနဲ့ကွာ Nice အဲ့လိုပြောမထင်လား no စာကျော်ပေါ်စတဲကစစ်သားဟောင်းတွေကိုလည်းကူညီပြီးသားဖြစ်ဟောတစ်ဖက်ကလည်းတရိတ်ဆန်လေးတွေဆိုတော့တက်ညာခေါက်ထားပြီးတော့ဘိုးမူကြီးမယ်ရီတစ်ကို17နှစ်လက်ကြီးစံ1000ပေးပြီးတော့ကဲငှက်ဖြစ်ခဲ့ရဆိုပြီးတော့စစ်တပ်တက်ဆေးလို့လိုက်တယ်တရိတ်ဆန်တွေပေါ်တော်တော်ဂရုဏာကြီးရပါ Sorry မယ်ရီတစ်ကလည်းလေကွင်းနေစီကိုရောက်တော့ငှက်တွေကိုအနီးကပ်ပြေးဖို့ချောင်းနေလိုက်တယ်တစ်ဖက်မှာငှက်ကလအုပ်တွေကလည်းဟာဟိုမှာလူမသားကြီးတွေလာနေပြီ17နှစ်တန်တွေကြားနေရတယ်ပြေးကြဆိုပြီးတော့ငှက်ကလအုပ်တွေကအကောင်ကြီးနဲ့ခေါင်းဆောင်ဖြစ်ရတူတဲ့ငှက်ကြီးကလူသားကြိုးပြီးမဟုတ်ပဲငှက်ကိုကြိုးပြီးဆော်လိုက်တော့ငှက်ကလအုပ်တွေကလည်းလုံးနေအောင်ထွက်ပြေးကြပါတယ်ကျွန်တော်ပြေးနေရပြီမယ်ရီတစ်ကလည်းအော်သွားပြီးတော့ဒီငှက်တွေကတကောင်ချင်းစီမှာခေါင်းဆောင်ရှိနေတယ်စစ်သားတွေလိုပဲကင်းဆောင်နေတဲ့ကောင်အချက်ပေးလိုက်ရနဲ့အကုန်လုံးလွန်ပြေးကြနေမယ်ငါတို့တော့ငှက်တွေကိုရှော့တက်မိတာမှားပြီးထင်တယ်လို့ကောက်ချက်ချနေခဲ့တာပါမယ်ရီတစ်ခင်ဗျာဆက်ချင်းတော့ငှက်တွေလောက်ကတော့အေးဆေးပါဆိုပြီးတော့ရောက်ချလာခဲ့တာပါတကယ်တမ်းတိုက်လို့တိုက်ရောငှက်တွေကငှက်နာခြင်းတွေလို့လုံနေတော့ဘိုးမူကြီးခင်ဗျာတော်တော်လေးခက်တွေ့နေခဲ့ရတာပေါ့ငှက်ကလအုပ်တွေကအတေးတားမြန်တော့မယ်ရီတစ်က17နှစ်ကိုကားနောက်ခန်းမှာတင်ပြီးကားနဲ့လိုက်ပစ်ခိုင်းပါတယ်လမ်းအကျန်းတော့ကားကခုန်နေပြီးစစ်သားတွေကလည်းတနက်ကိုတေချာမချိန်နိုင်ဘူးလို့ငှက်တွေကလည်းကားထက်တော့ပုံမြန်နေပါသေးတယ်နောက်ဆုံးမှာတော့ချန်စီယိုကြီးခြံစည်းကိုကားနဲ့တိုက်မိပြီးတော့စစ်ပွဲကဗရပြဲဖြစ်သွားပါလေရောနောက်ဆုံးမှာတော့ဘူမူးမယ်ရီတစ်ကလက်နဲ့ချရှုံးပေးပြီးတော့တက်ပြန်ဆုတ်ခဲ့လက်နဲ့မချလို့လည်းမရအောင်လေပါလာတဲ့ကြီးစံ1000လည်းကုန်ပြီငှက်ကလအုပ်တွေကစစ်သားတွေဖြစ်ရင်ငှက်ကလအုပ်အင်ပါယာကြီးထူထောင်ပြီးတော့ကဘာကြီးတော်တက်သိမ်းလောက်တယ်နေဝင်အင်ပါယာထက်ဆိုးနေပြီစိတ်မကောင်းစရာစစ်သားတွေကတလားလောက်မနာမနေနဲ့လာပြီးချောင်းပြီးပြစ်တဲ့အတွက်ငှက်ကလအုပ်2000မှာ900လောက်ရှော့သွားပါတယ်ဒီနေ့ဗီဒီယိုကတော့တမိုင်းထဲမှာငှက်ကလအုပ်တွေလူသားတွေကဆစ်ရှုံးခဲ့တဲ့အကြောင်းကိုပြပြပေးခြင်းဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာတမိုင်းကြောင်းတွေကိုတင်ဆက်ပေးဦးမှာမလို့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ဗီဒီယိုဆုံးထိကြည့်ရှုပေးသူကြောင့်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်